အဲ့တော့သေတယ်လို့ဆိုတဲ့ဆုံးဖြတ်ချက်ဘာလဲဆုံးဖြတ်ရတာတော့နှလုံးမခုန်တော့ဘူးအသက်မရှိတော့ဘူးဆိုပြီးသေတယ်ဆုံးဖြတ်ချက်မြတ်စွာဘုရားရဲ့တရားတော်အရာသေတယ်ဆိုတာဘယ်လိုဟာတော့ဒီအာယုဥတ္တမသဝိညာဏစေတကာယံဇဟန္တိမအပဝိဒောတရာတိတိနိရထဝကလိကရံမြတ်စွာဘုရားအာယုဆိုတဲ့အသက်ဥတ္တမဆိုတဲ့ကိုယ်ဝိဝိညာဏလို့ဆိုတဲ့အသိစိတ်အဲ့ဒီသုံးမျိုးခန္ဓာကိုယ်မှာဆုံးဖြတ်သွားပြီဆိုရင်တော့သိရဲ့လို့သတ်မှတ်တယ်ဘဝနဲ့ပြောမယ်ဆိုရင်အတ္တညတဆိုတဲ့ဘဝရောက်သွားလို့ရှိရင်အသိစိတ်ကကဘာ900ချုပ်နေနော်အေးအတ္တညတကိုရောက်သွားရင်တမာရီစွမ်းအားဘဝစွမ်းအားနဲ့ကံကြမ္မာရဲ့စွမ်းအားနဲ့ဘဝကဘာ900ထိအောင်သူဟာအသိစိတ်မပေါ်ဘဲနဲ့အာယုနဲ့ဥတ္တမနှစ်ခုတည်းနဲ့တရားလို့ခေါ်နိုင်တဲ့အနေအထားမျိုးရှိတယ်။အဲ့လိုတရားမျိုးရှိတယ်။ဒါကြောင့်သူကဆင်ញင်သုံးသက်ဆုံးဖြတ်မှုဆိုတာတော်တော်မှအရေးကြီးတယ်ပေါ့နော်။အစကအရာတိပညာရှိရမယ်လို့သူဆို။ ဟုတ်ကဲ့ပါ။အကျုပ်ဆရာတော်ဖရာကြီးရဲ့ချစ်တန်ခြင်းနဲ့ကွယ်လူကြီးဆိုတဲ့တရားလေးကိုချပြပေးတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီအသက်မရှိတော့မှအကွယ်လွန်တာမဟုတ်ပါဘူး။အသက်ရှုံလျက်နဲ့အတိညာအားနေရင်လေကွယ်လွန်ခြင်းလို့အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။အကျုပ်ဆရာတော်ကြီးဆိုရင်ကဘာ900အထိတောင်ဒီအတိညာနေတဲ့မနေ့ကပါသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့လမ်းစဉ်မှာလည်းလူဖြစ်တုံးလူဖြစ်အကျိုးနဲ့တယ်ဆိုတာကအတိညာရှိတဲ့လူဘဝကိုရှောက်နိုင်မှုဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့လူတွေတန်ကြီးမတက်ခြင်းဟာမြတ်စွာဘုရားရဲ့နိဗ္ဗာန်လမ်းစဉ်ဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့နိဗ္ဗာန်လမ်းစဉ်ကိုမရှိဘူးဆိုရင်လူတွေဟာတန်ကြီးတက်ပြီးတော့အသက်ရှည်လျက်နဲ့အသိပညာအားနည်းနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ယေရှုအားပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။